လောင်းစီသူမင်းရသာတိုင်းငံလေလေလားမာမုဂီတာဒီစားရှိကလာပြောတဲ့ခါလာဒီကြည့်တဲ့မြမတို့ပကံရှိအခါအလောင်းစီသူမင်းရသာတိုင်းငံလေလေလားအလောင်းစီသူမင်းရသာဖောင်းတော်လေလားသဘုတပြေပင်ကြီးမှာတီးခင်ကျွေကြဂီတတန်စင်ပမာငါကြီးအာနန္ဒာအစာဖတ်ခဲ့တာအဲ့ဒါအခြေခံပြောတာမှာအလောင်းစီသူမင်းရသာဖောင်းတော်လေလားတပုတ်တပြေပင်မှာတီးကျွေကြဒီတတန်စေပမာငါကြီးအာနန္ဒာအစာဟခေတာအေးရာအရှိကပြောလေးသောသွမ်းသဘုတပြေပန်းတို့လှုပ်ရန်တချွေချွေလေးသောသွမ်းသဘုတပြေပန်းတို့လှုပ်ရန်တချွေချွေတန်လွေခွက်ခွေပမာအကိုင်းရဲ့ပုခါဆွဲတော့တူနေလန်တာဒီသဘောဟာစီပြောတာလားရွှေညွေလေးစောသွားသဘုတပြေပါလို့လောရတဲ့ရွှေညွေတန်ခွာခွေပမာအကိုင်းရဲ့ဖုခါဆွဲတော့တဘုံနေတာသာဒီတော့ဟာစီပြောဆိုရင်အမှန်ဟိုရှိပကံစီပြောနဲ့တရားမစဲချစ်လေညံစွာမြမတို့ပကံမှာဖယားတော်ကြောင်းတက်ကောင်းမြတ်ချိန်ခါအလူတော်မကြမ်းမှာပြောစီစောယူတင်ရှုံးမင်္ဂလာတီးမှုတ်ကြတာရိုးရာရင်ကျေးမှုပါအစင်လားထိမ့်သိမ့်မှုရာဤယနေ့ချိန်ခါမိုးစောဟုမင်္ဂလာဆိုင်ရဲ့ပြောစီတံပါဆိုရင်အမှန်ဟိုရှိတွေကစီပြောတာတရားမစဲရှိသေးညာတော့ဒီမှာရောလာပါဖယားတော်ကြောင့်တဲ့ကောင်းမြတ်ရှိကအလူတော်မကြမ်းပါပြောစီဆိုရုံတေရှောမီလာဒီငုတ်ကြတာယူရရဲ့ဒီမူပါစေလာတဲ့တိတ်မူရဤနိခေခာမိုးသာမူမင်္ဂလာဆိုင်ရဲ့ပြောစီတာဝန္တာဆိုရင်အမှန်ဟိုရှိပကံစီပြောနဲ့တရားမစဲချစ်လေညံစွာမြမတို့ပကံမှာဖယားတော်ကြောင်းတက်ကောင်းမြတ်ချိန်ခါအလူတော်မကြမ်းမှာပြောစီစောယူတင်ရှုံးတီးပုတ်ကြတာရိုးရာရင်ကျေးမှုပါအစင်လားထိမ့်သိမ့်မှုရာ